မင်္ဂလာပါ MG Mobile ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဆိုင်ကိုရောက်လာတဲ့ဖုန်းလေးကအခုလိုမျိုးစာတန်းတွေပေါ်ပြီးတော့ recovery မှု auto ဝင်နေတယ်ဆိုပြီးတော့ရောက်လာတာပါအဲ့တော့အရင်ဆုံးဘောလုံးတောင်းတဲ့ဘောလုံး app ကိုစစ်ကြည့်ပါတယ်ဘောလုံး app ကနှိမ့်မရဘူးဖြစ်နေတယ်အဲ့တော့မတင်ကြတာနဲ့ဘောလုံးကီးလေးလဲပြီးတော့စမ်းကြည့်ပါမယ်ဘောလုံးကီးလဲဖို့အရင်ဆုံးဘက်ကလက်ကိုရင်ခွာပါမယ်ဘက်ကလက်ခွာတဲ့နေရာမှာ930လေးဖြန်းပြီးတော့ခွာပါတယ်မဟုတ်ရင်ကလပ်မျိုးစားဆိုတော့ကွဲတယ်လို့ပါဘက်ကလက်လေးခွာလို့ရသွားရင် fingerprint ဖြုတ်ဖို့မမေ့ပါနဲ့ဒီလိုမျိုးဖုန်းပြင်တဲ့ဗီဒီယိုတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်သွားပေးပါဦးပြီးရင်စပြအဖုန်းကိုလက်ဖို့အတွက်စကူတွေကိုလိုက်ရှုပ်ပါတယ်ပြီးရင် power key ကိုပေါ်ဖုံးပေးထားတဲ့အဖုန်းလေးကိုရှုပ်ပါတယ်power key ရဲ့ပင်တွေကစပြအောင်မှာဆိုတော့စပြအောက်ပဲရှုပ်ပါမယ်ပြီးတော့ရင်စင်တွေထုတ်ဖို့မမေ့ပါနဲ့ဒါဆိုရင် power key ဖြုတ်ဖို့စပြားလေးကိုဖယ်လိုက်လို့ရပါပြီပြီးရင် power key အသစ်လဲဖို့အတွက် power key အဟောင်းကိုဖြုတ်ပါမယ်ပြီးရင် power key အသစ်လေးကိုတက်လိုက်ပါမယ်power key အသစ်လေးတက်ပြီးတဲ့အခါမှာစပြားတွေပါပြန်တက်ပြီးတော့ recovery မှုဝင်သေးလားဆိုတာကိုပြန်စမ်းကြည့်ပါမယ်ဒါဟိုမှာ recovery မှုဝင်နေသေးတယ်ဆိုရင် reboot ချကြည့်လိုက်ပါဒါဆိုရင် recovery မှုမဝင်တော့ဘဲနဲ့ MIUI logo လေးပေါ်လာပါပြီဒါဆိုရင်ဖုန်းလေးကအဆုံးထိပွင့်လာပြီးတော့အဆင်ပြေသွားပါပြီပြီးတော့အပြင် power key နဲ့ဘောလုံး key ကိုပြန်တက်လိုက်ပါတယ်ပြီးရင်အပေါ်အဖုံးလေးကိုပြန်အုပ်လိုက်ပါတယ်မစင်ပြေတော့ပြီဆိုတော့ဖုန်းကိုပြန်လုံးမှုအတွက်စကူတွေလိုက်တက်ပါမယ်ပြီးတော့စပြအဖုံးလေးကိုတက်လိုက်ပါတယ်တက်နေရင်ပဲဘောလုံးကီးတွေကအလုံးလုံးလာဆိုတာကိုပြန်စမ်းကြည့်ပါတယ်ပြီးရင်စပြအဖုံးပေါ်ကစကူတွေကိုလိုက်တက်ပါတယ်ဘက်ကလက်ပြန်ကပ်ဖို့အတွက်အရင်ကတ်ထားတဲ့ကောအဟောင်းတွေကိုလိုက်ရှင်းပါမယ်ပြီးရင်ကိုအသစ်လိုက်ထည့်ပါတယ်ဒါဆိုရင်ဘက်ကလက်ပြန်ကပ်လို့ရပါပြီဘက်ကလက်ပြန်ကပ်တဲ့နေရာမှာ fingerprint ကြိုးလေးတက်ဖို့မမေ့ပါနဲ့